တိုင်းဒေသကြီးဟာမြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသတွင်တည်ရှိပြီးလူဦးရေ 6.5 သန်းရှိပါတယ်။လူဦးရေရဲ့80မှ90ရာခိုင်နှုန်းဟာကျေးလက်နေပြည်သူများဖြစ်ကြပါတယ်။နတ်ပုတ္တာမြို့နယ်ဟာဧရာဝတီတိုင်းဒေသကြီးရဲ့တောင်ဘက်နဲ့နောက်ဘက်တွင်တည်ရှိပြီးဧရာဝတီမြစ်ဝှမ်းထွက်ပေါက်ရဲ့မြေနိမ့်ပိုင်းမြေမျက်နှာသွင်ပြင်လက္ခဏာရှိပါတယ်။နှစ်စဉ်မိုးတိထန်စွာရွာသွန်းခြင်းဆိုင်ကလုန်းလှိုင်းကြီးခြင်းလေပြင်းများတိုက်ခတ်ခြင်းများကြုံတွေ့နေရပြီးမင်္ဂလာပင်လယ်အော်နဲ့ကမ်းလျက်တည်ရှိနေခြင်းကြောင့်နှစ်စဉ်ရေကြီးရေရှမ်းမှုများနဲ့ဆိုင်ကလုန်းမုန်တိုင်းများမှတိုက်ခတ်မှုများကိုကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။2008ခုနှစ်နာဂစ်မုန်တိုင်းကြောင့်လူပေါင်း8000ခန့်ရေလွှမ်းမှုဒဏ်ကိုခံရပြီး3000မှာတည်ဆုံးခဲ့ပြီး9000ပျောက်ဆုံးခဲ့ရကလူပေါင်းထောင်နဲ့ချီ၍အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။2022-2023ခုနှစ်အတွင်းမှာလည်းအာဆနီဆိုင်ကလုန်းမုန်တိုင်းငိုခါဆိုင်ကလုန်းမုန်တိုင်းတို့ကိုကြုံတွေ့ခဲ့ရပါတယ်။သို့တော်လည်းမြဝကျွန်းမော်ဒေသရဲ့မြေမျက်နှာသွင်ပြင်ဟာဒေသခံပြည်သူများရဲ့အသက်မွေးဝမ်းကြောင်းအတွက်အကျိုးဖြစ်ထွန်းစေတဲ့ဂေဟစနစ်ကိုပံ့ပိုးပေးတဲ့ရေဩဇာကောင်းသောမြေများကိုဖြစ်ထွန်းစေတဲ့အတွက်စီးပွားရေးဖွံ့ဖြိုးတဲ့ဒေသတစ်ခုဖြစ်ပါတယ်။နတ်ပုတ္တာမြို့နယ်တွင်ကျေးရွာအုပ်စု65အုပ်စုနဲ့ကျေးရွာပေါင်း900ရှိပါတယ်။လူဦးရေအပြင်3,320,000 ခန့်ရှိပြီး90ရာခိုင်နှုန်းဟာကျေးလက်တွင်နေထိုင်ကြပါတယ်။နှစ်ပတ်လည်ကျန်းမာရေးအစီရင်ခံစာအရတူနာပြူနဲ့တားဖွားဆရာမတို့ဖြင့်မွေးဖွားခြင်းနဲ့မိခင်ဆောက်ရှောက်မှုကိုလက်လန်းမိနိုင်မှုက60ရာခိုင်နှုန်းပတ်ဝန်းကျင်မျှသာရှိကြောင်းတွေ့ရပါတယ်။အိမ်သာလွှမ်းခြုံမှုကတော့60မှ80ရာခိုင်နှုန်းမျှသာရှိနေကြောင်းတွေ့ရှိရပါတယ်။ဒါကြောင့်လပုတ္တာမြို့နယ်တွင်းမှာရှိတဲ့ကျေးရွာများနဲ့စာသင်ကျောင်းများတွင်တဘာဝဘေးအန္တရာယ်ရောနှဲစေရေးအထောက်အကူနဲ့လူစွမ်းအားအရင်းမြစ်ဖွံ့ဖြိုးမှုစီမံချက်ကိုပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနနဲ့ BHN Association ရဲ့အထောက်အပံ့အကူအညီနဲ့ကျေးရွာ10ရွာတွင်2025ခုနှစ်ဇွန်လမှဒီဇင်ဘာလအထိအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါတယ်။စီမံချက်ရဲ့ရွေးချက်များကတော့နတ်ပုတ္တာမြို့နယ်ရှိတင်ကြားရေးနဲ့ဆက်သွယ်ရေးထောက်ကူပြုဆက်သွယ်မှုစနစ်ထူထောင်ပေးထားသောအခြေခံပညာရေးကျောင်းများထက်လည်မှုစုစုပေါင်း10ကျောင်းတွင်ကျန်းမာရေးအသိပညာမြင့်တင်မှုနဲ့တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲခြင်းဆိုင်ရာပညာပေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့်ကျန်းမာရေးဆိုင်ရာဗဟုသုတများနဲ့ကျန်းမာစွာနေထိုင်တတ်သောအလေးကျင့်ကောင်းများရရှိစေရန်ရွေးချယ်ဆောင်ရွက်မိကျောင်းများတွင်ရှိသောလေ့ကျင့်ပညာပေးထားသောစေတနာဝန်ထမ်းဆရာဆရာမများနှင့်စိတ်ပါဝင်စားသောမိဘဆရာအသင်းဝင်များဖြင့်စုစည်းထားသည့်ကျောင်းများအားအခြေပြု၍ကျန်းမာရေးအသိပညာပေးမြင့်တင်မှုအဖွဲ့ငယ်များမှတဆင့်ကိုလူကိုရကျန်းမာရေးအသိပညာမြင့်တင်မှုနဲ့တဘာဝဘေးအန္တရာယ်ရောနှေးကြဆင်းရေးနဲ့စီမံခန့်ခွဲမှုဆိုင်ရာပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးရန်တို့ဖြစ်ပါတယ်။ရွေးချယ်ထားတဲ့ရွာများနဲ့စာတင်ကျောင်းများသို့စီမံချက်မန်နေဂျာနဲ့အဖွဲ့ဟာစီမံချက်ကာလအတွင်းလစဉ်ကွင်းဆင်းသွားရောက်ပြီးစီမံချက်လုပ်ငန်းများဆောင်ရွက်ခဲ့ကြပါတယ်။ထမဦးစွာကျေးရွာများရှိစာတင်ကျောင်းများတွင်ကျေးရွာစီမံအုပ်ချုပ်ရေးဖွဲ့ဝင်များရမီရဖများကျောင်းအုပ်ကြီးနဲ့ကျောင်းဆရာဆရာမများဆရာမိဘအသင်းအဖွဲ့ဝင်များကျေးလက်ကျန်းမာရေးဌာနမှအခြေခံကျန်းမာရေးဝန်ထမ်းများအားစီမံချက်အကြောင်းရှင်းလင်းဆွေးနွေးကြပါတယ်။အဲဒီနောက်မှာတော့ရွေးချယ်ထားတဲ့ကျောင်းများတွင်ကျောင်းသူကျောင်းသားများရဲ့ကျန်းမာရေးချက်လက်များကိုစစ်တမ်းကောက်ယူမှတ်တမ်းတင်ကြပါတယ်။ကျောင်းဝင်စာကလေးများအခြေခံပညာမူလတန်းပြီးစီးမိကျောင်းသားကျောင်းသူများအခြေခံပညာအလယ်တန်းပြီးစီးမိကျောင်းသားကျောင်းသူများအခြေခံပညာအထက်တန်းပြီးစီးမိကျောင်းသားကျောင်းသူများထဲမှအမျိုးအစားတစ်ခုလျင်20ဦးစီရွေးချယ်ပြီးကောက်ယူခဲ့ပါတယ်။ဒီလိုကောက်ယူရမှာကျောင်းဆရာကျောင်းဆရာမများနဲ့သက်ဆိုင်ရာကျေးရွာရှိအခြေခံကျန်းမာရေးဝန်ထမ်းများကလည်းပါဝင်ကူညီပေးခဲ့ကြပါတယ်။
ဒီနောက်စီမံချက်လုပ်ငန်းစဉ်အဖြစ်ရွေးချယ်ထားသောရွာဆယ်ရွာမှာအိမ်အောင်စုအရေးအတွက်လူဦးရေစုစုပေါင်းအသက်အုပ်စုအလိုက်နဲ့ကျားမအရေးအတွက်ကျန်းမာရေးဝန်ဆောင်မှုပညာရေးဝန်ဆောင်မှုအဓိကစီးပွားရေးလုပ်ငန်းကူးစက်တတ်သောယောဂများနဲ့မကူးစက်တတ်သောယောဂဖြစ်ပွားမှုအခြေအနေကိုယ်ဝန်ဆောင်စောင့်ရှောက်မှုလက်လန်းမီခြင်းရေရင်းမြစ်တန်ရှင်းမှုဆိုင်ရာပစ္စည်းများရှိသောအိမ်အောင်စုစီရင်အဓိကတဘာဝဘေးရန်ရဲ့ဖြစ်ပွားမှုအခြေအနေစုစုပေါင်းတည်နှုံမိခင်တည်နှုံဝေးကင်းစကလေးနဲ့9နှစ်အောက်ကလေးတည်နှုံစသည်တို့ကိုစစ်တမ်းကောက်ယူခဲ့ပါတယ်။တရွာလျင်အိမ်အောင်စု10စုစီကိုရွေးချယ်မေးမြန်းခဲ့ပါတယ်။ဒါအပြင်တင်ကြားရေးနဲ့ဆက်သွယ်ရေးအထောက်အကူပြုဆက်သွယ်မှုစနစ် Learning and Communication Assist System LCA များကိုကျေးရွာရှိရွေးချယ်ထားသောအခြေခံပညာကျောင်းများတွင်တက်ဆင်ပေးခဲ့ပါတယ်။တင်ကြားရေးနဲ့ဆက်သွယ်ရေးအထောက်အကူပြုဆက်သွယ်မှုစနစ် Learning and Communication Assist System LCA System တွင်ပါဝင်သောစက်ပစ္စည်းများကတော့လက်မ50 Smart TV, Speaker များ, စကားပြော Microphone, Solar စနစ်, Battery O, Inverter စသည်တို့ဖြစ်ပါတယ်။တင်ကြားရေးနဲ့ဆက်သွယ်ရေးအထောက်အကူပြုဆက်သွယ်မှုစနစ်နဲ့တင်ထောက်ကူပစ္စည်းများပရိဘောဂများကိုတဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြင်းလျှော့ချရေးတင်နန်းများဆောင်ရွက်နိုင်ရန်အတွက်လပုတ္တာခရိုင်ဘေးအန္တရာယ်လျှော့ချရေးနဲ့စီမံခန့်ခွဲရေးရုံးအတွက်လည်းတက်ဆင်တွေ့ရန်ခဲ့ပါတယ်။ကျေးရွာတစ်ခုချင်းစီ၌လည်းတာဝန်ရှိသူများနှင့်ပူးပေါင်း၍ကျေးရွာအတွင်းကွင်းဆင်းလေ့လာပြီးရွေးချယ်ထားသည့်နေရာများတွင်တဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြင်းလျှော့ချရေးအထောက်အကူပြုမည်ကိုတနည်းအားဖြင့် hazard map များကိုလည်း site to တက်ဆင်ပေးခဲ့ပါတယ်။တင်ကြားရေးနဲ့ဆက်သွယ်ရေးအထောက်အကူပြုဆက်သွယ်မှုစနစ်ဖြင့်ကျေးရွာသူကျေးရွာသားများကျောင်းသူကျောင်းသားများအားတဘာဝဘေးအန္တရာယ်နှင့်ပတ်သက်တဲ့အသိပညာများရရှိစေရန်ဗီဒီယိုမှတ်တမ်းများပြသ၍အသိပညာများဖြန့်ဝေပေးပါတယ်။ရည်ညွှန်းကိုးကားနိုင်ရန်အတွက်ကျန်းမာရေးပညာပေးလက်စွဲစာအုပ် Health Messages Book များပြုစုပေးအပ်ခဲ့ပါတယ်။ဒါအပြင်ကျန်းမာရေးပညာပေးအသံဖိုင်ဗီဒီယိုများပါသော Memory Stick တစ်ခုစီကိုလည်းပေးအပ်ခဲ့ပါတယ်။ကျန်းမာရေးပညာပေးပိုစတာများလက်ကမ်းစာကောင်များကိုလည်းမျှဝေခဲ့ပါတယ်။ကျန်းမာရေးအသိပညာမြင့်တင်ခြင်းများကိုနေ့စဉ်အပတ်စဉ်လစဉ်စသည်ဖြင့်အခါအားလျော်စွာပြုလုပ်ကြမှာဖြစ်ပါတယ်။ကျန်းမာရေးအသိပညာမြင့်တင်ရာတွင် Learning and Communication System ကိုအသုံးပြုပြီးတရုပ်ပြပေးခဲ့ပြီးဖွဲ့စည်းပေးထားတဲ့ကျောင်းအခြေပြုကျန်းမာရေးအသိပညာပေးမြင့်တင်မှုအဖွဲ့ဝင်များကိုယ်တိုင်လက်တွေ့ဟောပြောစီခဲ့ပါတယ်။ပိုးဆောင်လန်းဘဝတွင်စိတ်လေးခြင်းကသွေးလွန်တုပ်ကွေးရောဂါကိုထိရောက်စွာကာကွယ်နိုင်ပါသည်။ကျွန်တော်တို့တဘာဝဘေးအန္တရာယ်တွေကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတနဲ့ပတ်သက်လို့တော့ကျောင်းသားကျောင်းသူတွေတင်မဟုတ်ပါဘူးကျွန်တော်တို့ရွာထဲမှာရှိတဲ့ရက်ရွာထဲမှာရှိတဲ့လူထုအတွက်ပါအများကြီးအကျိုးရှိပါတယ်အရင်ကသွေးလွန်တုပ်ကွေးနဲ့ပတ်သက်လာလို့ရှိရင်သွေးလွန်တုပ်ကွေးဆိုတာဘယ်လိုအကြောင်းအရာမျိုးလဲရှေ့ပြေးလက္ခဏာတွေကဘာတွေလဲမသိကြပါဘူးဘယ်လိုအကြောင်းအရာမျိုးကြောင့်ဖြစ်တယ်ဆိုတာလည်းမသိကြပါဘူးအခုဆိုလို့ရှိရင်ရက်ရွာထဲမှာရောကျောင်းသားကျောင်းသူတွေမှာရောကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေအများကြီးပို့ပြီးတော့သိလာရပါတယ်တဘာဝဘေးအန္တရာယ်နဲ့ပတ်သက်လာလို့ရှိရင်ဘာတွေဖြစ်လာလို့ရှိရင်ဘယ်လိုတွေနေထိုင်ရမယ်ဘယ်လိုတွေပြုမှုရမယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးကျောင်းသားကျောင်းသူတွေထဲမှာရောရက်ရွာမှာပါသိလာရတဲ့အတွက်တကယ်ကိုအကျိုးဖြစ်ထွန်းတဲ့အရာလေးလို့ကျွန်တော်တို့မြင်ပါတယ်။နိုင်ဖြစ်လို့ရှိရင်ဘယ်လိုလုပ်ရမလဲနော်ဂျာတိဥဝါရှောဝမ်ပြယောဂအကြလို့ရှိရင်ဘာတွေလုပ်ရမလဲမုံနိုင်ပြီးလို့ရှိရင်ဘယ်လိုနေရမလဲဆိုတာတွေတော့ကြင်ညာနေတာတွေ့တယ်။အရင်ကျေးဇူးတင်ပါတယ်လို့ပါတော်တော်အဆင်ပြေပါတယ်အဲ့ဒါမျိုးလေးဟိုဖြစ်တယ်ကျမကြီးနဲ့ဖြစ်တဲ့ဘဝတုဒ္ဒမျိုးကြီးလည်းအကုန်လုံးရတယ်အဲ့ဒါမျိုးကဖုံဖုံပေးထားတော့ကျေးဇူးတင်ပါတယ်အဲ့ဒါမျိုးဒီစီမံချက်ကိုအောင်မြင်စွာဆောင်ရွက်နိုင်ခြင်းကတော့ ARI တိုင်းဒေသကြီးအစိုးရအဖွဲ့လပုတ္တာခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များတိုင်းခရိုင်မြို့နယ်အခြေခံပညာဦးစီးဌာနများတိုင်းခရိုင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတိုင်းခရိုင်မြို့နယ်ဘေးအန္တရာယ်လျှော့ချရေးနဲ့စီမံခန့်ခွဲရေးဦးစီးဌာနများကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနဲ့ပြည်သူလူထုများကျောင်းအုပ်ကြီးများကျောင်းဆရာဆရာမများနဲ့ကျောင်းသူကျောင်းသားများရဲ့
ပူးပေါင်းပါဝင်ကူညီမှုကြောင့်ဖြစ်ပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါတယ်ရှင်။